3အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရက်ရှည်တဲ့သလိုသမီးလေးတွေရဲ့အမှုဒါယကာမကြီးတွေရဲ့အတွက်ရွယ်ပြီးတော့တလက်မခွာလျှော် AC ရာဇမတ်ပုံတော်လေးကိုမိတ်ဆက်ပြသပေးပါရစီရှင်ဒါလေးကတော့စိန်နန်းတော်ရာဇမတ်ပုံတော်ကလေးပါရှင်အရှိကလက်မဝက်အနောက်ကတလက်မအတူရှိပါတယ်ချွတ်ချင်ရောက်ကလေးပါရှင်ဆက်မှန်ပြီးမိတ်ဆက်ပေးရှင်တဲ့ကာလာလေးကတော့စင်ဆွဲအဝါကလေးပါရှင်ဒါလေးကစင်ဆွဲအဝါကလေးပါသူကဈေးနှုန်းလေးက9000နဲ့9000ကျပ်ကျပ်တင်မှာဖြစ်ပါတယ်စင်ဆွဲပြူလေးပါတယ်နော်ဒါလေးကတော့သခွားမွေးရောင်ရှမ်ပိန်9ရောင်ဖြစ်ပါတယ်ရှင်သူကအရှိကတလက်မအနောက်ကလက်မဝတ်အထူလေးဖြစ်ပါတယ်ရှင်အောက်ဆိုးလေးကိုစလစ်ဖြစ်ပြီးချော်မလဲအောင်ပန်းအကြံလေးအသုံးပြုပေးထားပါတယ်ရှင်။ထပ်မံမိတ်ဆက်ပေးခြင်းတဲ့ကာလာကတော့ပွဲတိုင်းကြော်တဲ့ငွေမင်ရောင်ခဲဖြူရောင်ကလေးဖြစ်ပါတယ်ရှင်။ဒါလေးကငွေမင်ရောင်ခဲဖြူရောင်ကလေးပါရှင်။ပန်းရောင်မှပန်းရောင်နုနုကလေးချစ်တယ်ဆိုတဲ့သတို့သမီးမမတွေအလူအမကြီးတွေအတွက်လည်း baby pink ပန်းရောင်နုနုကလေးရှိပါတယ်ရှင်။အရန်ကိုလာတဲ့ကာလာကလေးပါရှင်။နောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ကာလာလေးကတော့စင်ဆွဲအဝါကလေးပါရှင်။စင်ဆွဲအဖြူကလေးပါဒါလေးကတော့သူကရွှေရောင်ခရစ်စတယ်လေးတွေနဲ့အလှဆင်ပေးထားပါတယ်ဒီလိုပုံတော်တစ်နက်ကလေးတွေကိုကျမတို့ AC ဖနက်ဆိုင်မှာကိုရိုင်းကိုကြလာပြီးတော့ယူချင် AC ဖနက်ဆိုင်ရဲ့ mix စာလေးကတော့ AC ဖနက်ဆိုင်အမှတ်1အရှိကိုဘိုးချုပ်အောင်ဆန်းစီ support စီရန်ကုန်ပြပါရှင်ဘိုးချုပ်အောင်ဆန်းစီကထွက်ပေါက်ကဝင်လာပြီးပါရှင်ဖုန်းနံပါတ်အနေနဲ့3999238238နဲ့3999462669ကိုပေးပါလက်လီလက်ကအားပေးနိုင်ပါလို့ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လို့ဆုံပြမယ်နော်တက်တာပါရှင်